ကတိလိုမျိုးစနိုက်ပါတီးရတာသဘောကျတဲ့သူလေးတွေရှိလားကတိမြဲ train နေကြစနိုက်ပါ trainer ဝူကန်လေးတွေနဲ့မိတ်ဆက်ပေးမယ် ပထမဆုံးအခန်းလေးကတော့စနိုက်ပါကူမဆပစ်မဲ့သူတွေ train တင်ဆုံးအခန်းလေးပါကကြလှုပ်ရှားနေတဲ့သူတွေကိုပြစ်နိုင်အောင် train လို့ရမယ်ဘယ်နောက်ကခေါင်းလေးတွေကိုပြစ်နိုင်ဖို့ train လို့ရမယ်သူကကြစနိုက်ပါ only မဟုတ်ဘဲနဲ့တခြားအိမ်ကောင်းကျင်တဲ့ဂန်းတွေနဲ့လည်း train လို့ရမှာပဲဖြစ်ပါတယ်ဒုတိယအခန်းလေးကကြတငယ်ချင်းတွေနဲ့3ယောက်ထွင်လို့ရမယ်အခန်းလေးပဲဖြစ်ပါတယ်တတိယအခန်းလေးကတော့အပေါ်ကောအောက်ကောအနီးကပ်ပါစနိုက်ပါထွင်လို့ရမယ်အခန်းလေးပဲဖြစ်ပါတယ်သူပေးထားတဲ့အမဲရောင်အဝိုင်းကြီးပေါ်မှာလဲစနိုက်ပါအနီးကပ်ထွင်လို့ရပါသေးတယ်နောက်ဆုံးအခန်းလေးကလည်းအိမ်သုံးအိမ်ပါပြီးစနိုက်ပါရှယ်ထွင်းလို့ရမယ့်အခန်းလေးပဲဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်စနိုက်ပါပြတဲ့ရှင်တဲ့သူလေးတွေစနိုက်ပါကိုအခုမှစထွင်းမဲ့သူလေးတွေစောကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။ဝေးဒါလေးတွေကတော့ကတိမြဲတမ်း train နေကြဘူကန်လေးတွေပေါ့နော်။ဒါကတော့ကတိပတ်ချီမူမိုင်းလေးဖြစ်ပါရဲ့ရှင်။ကတိကို follow ပေးခဲ့ကြဖို့မမေ့နေအောင်နော်။